ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီကိုဆိုင် channel ကနေပြီးတော့အောင်တော့ကိုရီမားတွေဦးလေးတွေအတော်တွေတူတယောက်မကျန်ကျွန်တော်ကိုဆိုင်ဘက်ကနေပြီးတော့ဥဒ္ဒပမနှုတ်ခွန်းဆက်တာပါတယ်ကဲအောင်တော့ကိုရီမားတွေမင်္ဂလာပါနော်မင်္ဂလာပါမတွေ့ရကြလို့မေများသွားပြီလားကဲအောင်တော့ကိုရီမားတွေဝင်လာမယ်နော်ဝင်လာတဲ့ channel လေးကို subscribe လေးနှိပ်မယ် like လက်မလေးနဲ့တူတူနဲ့သက်ဆိုင်တဲ့နေရာလေးမှာ share လေးနဲ့ကူညီပြီး share ပေးစေချင်တယ်နော်ဒါကျွန်တော်ကိုဆိုင် channel တက်ပါနော်အကောက်တက်ကလေးပါနော်အဲ့အတွက်အောင်တော့ကိုတွေမာတွေလူတက်လူဟောင်းအကိုတွေမာတွေအကုန်လုံးပဲအခုမှမြင်လို့ချစ်လို့ခင်လို့အားပေးမယ်ဆိုတဲ့ကိုတွေမာတွေ channel လေးကို subscribe လေးနှိပ်ပေးထားဖို့မြေတားရခံပါတယ်ကဲအောင်တော့ကိုတွေမာတွေမင်္ဂလာပါနော်ဒီအခုကျွန်တော်လာပြီးတော့မနက်ဖြန်2ရက်6လ2026အင်္ဂါနေ့ဒီနေ့တနင်္လာနေ့ကဖောင်းတယ်ဗုဒ္ဓဘုနေ့တစ်ခါထပ်ပြီးတော့ဖောင်းမယ်နော်အင်္ဂါဗုဒ္ဓဘုဒီဘက်မှာ3ရက်ပဲဖွင့်တယ်နော်အင်္ဂါကြာသပတေးတောက်ကြ3ရက်ပဲဖွင့်တယ်နော်အဲ့အတွက်ဒါကျွန်တော်ရဲ့ကိုရီမားရဲ့တော့ကိုဒါဒီဘက်ကလုံးဝဝမ်းသာကြတဲ့တခုပြောမယ်နော် 3D ကဏ္ဍလေးတစ်ခွက်ပါကျွန်တော်တင်ပေးမယ်ဒါ free တင်ပေးရနော် free တင်ပေးတာအကြိုက်တူမှာဆော့နော်ကိုကြိုက်နှစ်သက်မှာဆော့ရုံဒီမှာဆော့နော်ကျွန်တော်ဘက်ကနေပေါက်ပါမယ်လို့အာမခံပေးထားတာတော့မရှိဘူး 3D ကဏ္ဍတစ်ခွက်နော်ဒါကျွန်တော်လက်ဆောင်ရထားတဲ့ကဏ္ဍလေးကိုကျွန်တော်ပြန်ပြီးတော့ပြောပေးခြင်းဖြစ်တယ်နော်ကဲအဲ့တော့အောင်တော့ကိုရီမားကြီးကဏ္ဍလေးတွေကိုကျွန်တော်ပြောမယ်ကဏ္ဍလေးမပြောခင် channel လေးကို subscribe မလုပ်ရသေးဘူးဆိုတော့ကိုရီမား channel လေးကို subscribe လေးနှိပ်မယ်နော် like လက်မလေးနဲ့တူတူနဲ့သက်ဆိုင်တဲ့နေရာလေးမှာကူညီပြီးတော့ share လေးနဲ့ share ပေးစေချင်တယ်အဓိကအဖြစ်ကျွန်တော်ဗာပြောတင်လဲဆိုတော့ဒီ YouTube channel ဒီကျွန်တော်ရဲ့ကိုရီမားတွေ 2D ကိုတကယ်စိတ်ဝင်စားလို့ထိုးတဲ့ကိုရီမားတွေရောပြီးတော့ 2D ကိုလုံးဝအခါချင်းငွေပေးကြရမလို့ပဲနဲ့လုံးဝတွက်ဆိုင်ကလေးတွေထိထိမိမိမှန်မှန်ကန်ကန်တော့ကောင်းလေးနဲ့ free ဆော့ချင်တယ်ဆိုတော့ကိုရီမားဒီ channel လေးဒီကိုရိုင်း channel ဒီကိုရီမားတော့လုံးဝအဆင်ပြေတော့ channel လေးဖြစ်တယ်အဲ့တော့အောင်တော့ကိုရီမား channel လေးကို subscribe နှိပ်မယ်နော်ကဲအဲ့တော့အောင်တော့ကိုရီမားတွေမင်္ဂလာပါနော်ကျွန်တော်ကဏ္ဍကွက်ကလေးတွေကိုမနက်ဖြန်အတွက်အဓိကထားပြီးဆော့မယ်ကဏ္ဍကွက်ကလေးကိုထည့်ပြောပေးမယ်မနက်ဖြန်အတွက်အဓိကထားပြီးဆော့တဲ့ကဏ္ဍကွက်ဒီ9-4ကိုကီးရဲပါနော်3လုံးခွေပဲလိုချင်တယ်ဆိုရင်တော့3-9-4ကားရဲပြီးပေါက်9-4နော်ဂျူဆော့လို့ရတယ်ဒါကျွန်တော်ဘက်ကနေပြီးတော့တတ်နိုင်မှုနဲ့အကောင်းဆုံးဖြစ်အောင်လည်းကျွန်တော်ရွေးချယ်ပြီးပေးထားတယ်ကီးရဲဆော့မယ်ဆိုတော့ကိုရီမားတွေ9-4ကိုနော်ကီးရဲဆော့ရဆိုတော့ကိုရီမားတွေကီးရဲတည်းခွေလက်ကြတတ်တယ်အဲဒါကြောင့်ကီးရဲဆော့မယ်ဆိုရင်ခွေပြီးတော့ဆော့ပါလို့ကြံပေးခြင်းတယ်နော်မနက်ဖြန်အတွက်ကိုအဓိက breakဖြစ်နေရဆိုတော့ကိုရီမားရဲ့အတွက်ကိုလည်း break လေးတစ်ခွက်ကောင်းလေးကျွန်တော်ပြောပြမယ်နော်ကဲမနက်ဖြန်အတွက်လာမယ်အဓိက target ထားပြီးဆော့ရမယ်ကဏ္ဍကြီးဘာရှိမလဲဆိုတော့တေချာလေးလိုက်မှတ်မယ်နော်ကျွန်တော်ကဏ္ဍကွက်ကလေးစပြောပြီးမနက်ဖြန်အတွက်အဓိကထားပြီးဆော့တဲ့နဲ့ပတ်သီး9ပတ်သီး9ပတ်သီးနော်ပတ်သီးဒီ9ပတ်သီး9ပတ်သီး9နဲ့ပတ်သက်ပြီးဘာအဓိကထားပြီးဆော့ရရှိအောင်မလဲဆိုရင်50 5 9နဲ့ပတ်သက်ပြီးတော့90 9 98ဒါ9နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ကိုရီမားကြီးတာကထားပြီးဆော့လို့ရတဲ့ကဏ္ဍကွက်ကလေးဖြစ်တယ်နော်အဲ့ဒီတော့အောင်တော့ကိုရီမားကြီးမနက်ဖြန်မှာအဓိကထားပြီးပြောချင်တာကျွန်တော်ရဲ့ကိုရီမားကြီးမှာကီးပိုင်ပိုင်နိုင်ရှိတာပဲဖြစ်ဖြစ်လုံးပိုင်ပိုင်နိုင်ရှိတာဖြစ်ဖြစ်ငါကိုဝိုင်းနေနဲ့ကပ်ပြီးဆော့ပါလို့အကြံဉာဏ်ပေးခြင်းနဲ့ကျွန်တော်ကိုဆိုင်ဘက်ကနေပြီးတော့အဓိကအဖြစ်အကြိုက်တူလို့ live ဆော့တဲ့ကိုရီမားရောအကြိုက်မတူလို့တခြားကဏ္ဍဆော့မယ်ဆိုတဲ့ကိုရီမားကြီးတော့ကိုလည်းကျွန်တော်အကြံပေးချင်တာပါလဲဆိုတော့ကိုကြိုက်နှစ်သက်တဲ့ကဏ္ဍကိုဆော့ပိုင်ခွင့်ရှိတယ်ရွေးချယ်ပိုင်ခွင့်ရှိတယ်ဒါမဲ့အဓိကကျွန်တော်အကြိုက်တဲ့ထပ်တူပြီးမျှမယ်ဆိုရင်တော့9ပါတော့ခဏ9ပါတော့ခဏရှိခဲ့လို့ရှိရင် target ထားပြီးပို့စော့ပါ9ပါတော့ခဏ9ပါတော့ခဏဦးစားပေးပြီးထိုးပါเนาะဒါကျွန်တော်နဲ့အကြိုက်တူတယ်ဆိုတော့ကိုရီမားရောအကြိုက်မတူဘူးဆိုတော့ကိုရီမားရောအကုန်လုံးပြောပြရ9ပါတော့ခဏ9ပါတော့ခဏဦးစားပေးပြီးစော့မယ်เนาะအဓိက9နဲ့ပတ်သက်ပြီးရွေးချယ်ပြီးတော့စော့ခြင်းတယ်ဆိုတော့ကိုရီမားတွေပတ်တီလိုက်မစော့နိုင်ဘူးယူကလေးပဲ live စော့မယ်ဆိုတော့ကိုရီမားတွေကန်ဆန်းမယ်ဆိုတော့ကိုရီမားတွေ50 5 ဒါမနက်ဖြန်နေကုန်ညမနက်စာ50 5 9နဲ့ပတ်သက်ရင်90 9 နော်9နဲ့ပတ်သက်ရင်90 9 ဒါကျွန်တော်ကိုရီမား9နဲ့ပတ်သက်ပြီးတော့မနက်ဖြန်နေကုန်မှာအဓိက target ထားပြီးစောတင်တယ်ယူကလေးတွေဖြစ်တယ်အဲ့ဒီအတွက်လာမယ် break ဖြစ်နေတယ်ဆိုတော့ကိုရီမားတွေ tip break ကိုကျွန်တော်ကြိုက်ပါတယ်နော် tip break ဆိုရင် tip break 10ပြည့်ပေါ့ဗျာနော် tip break 10ပြည့်10ပေါ့အဲ့ဒါလေးကိုကျွန်တော်ကြိုက်ပါတယ် break ဖြစ်နေဆိုတော့ကိုရီမားတွေtip break လေးကိုကြိုက်တယ်10ပြည့်လည်းကျွန်တော်ကြိုက်ပါတယ်50နဲ့90ကိုဒါကျွန်တော် main ကွက်နေတယ်နော် target အနေနဲ့ကျွန်တော်ထုတ်ပြီးပေးထားတယ်အကြိုက်နှစ်သက်မယ်ဆိုတော့ကိုရီမားတွေ live ပြီးတော့ဆော့ပါနော်ကဲ 3D ကဏ္ဍတစ်ခုကိုကျွန်တော်ပြောပြမယ်နော်992နော်295ဒါကျွန်တော်လက်ဆောင်ရတာဒါကျွန်တော်ရဲ့ကိုရီမားအကြိုက်တူမယ်ဆိုတော့ကိုရီမားအဓိက target ထားပြီးကိုစော့ရင်စော့ပေါ့နော်မစော့ချင်လို့မစော့လည်းရတယ်ဒါ992
နော်992ကိုဒါကျွန်တော်လည်းလက်ဆောင်ရတဲ့ကဏ္ဍကျွန်တော်ရဲ့ကိုဒီမားတွေတော့ဒါကျွန်တော်ပြန်ပြီးတော့မျှဝေပေးတာနော်ကြိုင်နေတာမယ်ဆိုရင်တော့ယူဆိုအဓိကပြောတင်တာပါလဲဆိုတော့အဲ9နဲ့2နဲ့ဒီ sorry 9နဲ့9နဲ့ဒီသူပါအဲ9ကိုပါတော့ကဏ္ဍကိုအဓိကတားကထားပြီးစော့ကြည့်ဗျာနော် 3D ကဏ္ဍ live ပြီးတော့စော့ရဲဆိုတဲ့ကိုဒီမားတွေသုံးလုံးကိုပြောရနော် 3D မှာအဓိက9နဲ့9နဲ့ပါတော့ကဏ္ဍဒီ15ရက်နေ့အတွက်စော့ဒီပါလို့ကြံကြံပေးခြင်းတယ်နော်ဒါ live ဆော့ခြင်းနဲ့ဆိုတဲ့ကိုဒီမားတွေပြောရနော် live ဆော့ခြင်းနဲ့ဆိုတဲ့ကိုဒီမားတွေရတယ်မဆော့လို့ရတယ်ကဲအားလုံးကိုဒီမားတွေနော်ကျွန်တော်ခဏလေးပြောပြီးပြီကြံခဲ့တဲ့ပတ်မှာလဲကျွန်တော်ရဲ့ကိုဒီမားတွေနော်9ချိန်မှာနော်9ချိန်မှာတစ်ချိန်နဲ့လွဲခဲ့တယ်နော်တနေ့ကိုတစ်ချိန်အမြဲအဆင်ပြေအောင်လုပ်ပေးခဲ့တယ်ဒါကျွန်တော်တို့ဂျာတာပလင်းနေ့ရတော့လွဲချော်မှုလေးရှိခဲ့တယ်ဒါမဲ့တောက်လျှောက်ကိုအဆင်ပြေခဲ့တယ်ပြီးခဲ့တယ်ကျွန်တော်ရဲ့အရှင်ပတ်တွေကလည်းတောက်လျှောက်လို့အဆင်ပြေခဲ့တယ်နော်အဲ့တော့အောင်သောကိုဒီမားတွေကျွန်တော်လည်းလက်တွဲလောက်ရတာအဆင်ပြေတယ်ဆိုတဲ့ကိုဒီမားတွေတော့ကိုနော်ဒီ channel လေးဒီလုံးဝအကောင်းဆုံးဖြစ်လိမ့်မယ်လို့မျှော်လင့်နေအဲ့အတွက် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် channel လေးကို subscribe လေးနှိပ်ဖို့ပြောတင်ပါတယ်ကဲအဲ့တော့အောင်သောကိုဒီမားတွေ God လက်ပါမနက်ဖြန်နေကုန်မှာစီးပွားလက်လာပါတွေလည်းတိုးတက်အကောင်းအောင်မြင်ကြပါစေကျမ်းမာရေးတွေလည်းနော်တိုးတက်ကောင်းအောင်မြင်ကြပါစေနော်ကဲအဲ့တော့အောင်သောကိုဒီမားတွေ God လက်ပါနော်မနက်ဖြန်နေကုန်မှာငွေတော့ပိုက်နိုင်တဲ့နေလေးတစ်နေ့ဖြစ်ပါစေလို့ကျွန်တော် business မှာတောင်းပေးနေ live show လေးဒီမှာပဲရှင်းထားမယ်နော်ကဲမနက်ဖြန်နေကုန်မှာ level ထပ်ပြီးတော့အဆင်ပြေကြပါစေရကြပါစေပေါက်ကြပါစေနော်ကဲအောင်ဆိုအောင်တော့ကိုဒီမားတွေ God လက်ပါကျမ်းမာရေးလေးလည်း view site ကြပါနော်ကဲ God လက်ပါ